Hello, Joy ဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်ရဲ့ first time online uni တက်ရတဲ့ပတ်သက်ပြီးတော့ကျွန်တော်အတွေ့အကြုံလေးကို share လုပ်ပေးသွားမှာဖြစ်ပါတယ်စိတ်ဝင်စားရင်ဆုံးတင်နားထောင်လို့ရပါတယ်ဘာဖြစ်ကျွန်တော်ဗီဒီယိုကကျွန်တော်ဗီဒီယိုတွေက view လည်းအလောက်သိရှိတာမဟုတ်ဘူးဆိုတော့ဒီတိုင်းစင်ပြေတယ်လို့ပဲပြောလိုက်ပါတော့မယ်ဘယ်သူမှမရှိလဲကိုယ့်ကိုပြင်ကြည့်မှာပေါ့ဆိုတော့ကျွန်တော်က Parami University ကိုဒီနှစ်မှာစတက်တာပေါ့နော် class of 2030တော့ကျွန်တော်တို့အခု uni မှာ orientation လုပ်နေတာတစ်ပတ်ရှိသွားပြီပေါ့နော်သူကနှစ်ပတ်ဆက်တိုက်လုံးမှာဆိုတော့ဒီရက်ကကျွန်တော်နောက်ဆုံးတက်ရတဲ့ရက်ပေါ့နော်နောက်ဆုံးတက်ရတဲ့ရက်ဆိုတာဒီနှစ်ပတ်ရှိတာရေဒီပထမဆုံးအပတ်ရဲ့နောက်ဆုံးရက်ပေါ့မနေ့ပြန်တနေ့ကနေနေတော့တက်ဆရာမလို့ပြီးနောက်တစ်ပတ်တက်ရမယ်ပြီးအဲ့ဒီတစ်ပတ်အတွင်းမှာပဲ course တွေ registration လုပ်ရတော့မယ်ကိုတက်ချင်တဲ့ course တွေပေါ့ပြီးတာနဲ့uni first year စပြီ first semester စပြီ fall semester လို့ခေါ်တာပေါ့နော်အဲ့ပေါ့ဘာဖြစ်အတူတူပါပဲဆိုတော့6ရက်ပေါ့နော်အခုလက်ရှိတော့ online university အတွေ့အကြုံ6ရက်တာရှိပြီပေါ့ဘယ်လိုမျိုးတွေလဲဆိုတာသိသွားပြီပေါ့နော်တခါမှ university မတက်ဘူးပေါ့နော်အထူးဖြင့် online university ဆိုတော့ဘယ်လိုမျိုးလဲပေါ့ online university တက်ရတာကကောင်းပါတယ်သူကအဆင်ပြေတာပေါ့အိမ်မှာလေးပဲကျွန်တော်ဆိုအိမ်မှာပဲလုပ်တယ်တချို့အချိန်လေးဆိုကျွန်တော်ခြင်ထောင်ထဲမှာပဲတက်တယ်အပြင်မှာခြင်ကြိုက်တယ်လေနော်ခြင်ထောင်ထဲမှာပဲတက်တယ်laptop လေးနဲ့ထောင်ပြီးတော့ဒါပေမဲ့အနောက်ခံ background တော့ပြောင်းထားတာပေါ့ခြင်ထောင်ကြီးနဲ့ကျတော့ရုပ်ဆိုးမှဆိုလို့ဒါပေမဲ့ခြင်ထောင်ပေါ်နေတော့မှဒါကဘာမှရုပ်ဆိုးမှမထင်ပါဘူးဘာလို့ဆိုခြင်ကြိုက်လို့ထဲမှာနေညာလေ I see no problem ဆိုတော့ okay ဒီမလားမိုးရသည်ဆိုတော့လေမိုးရသည်လည်းဖြစ်တော့ချင်နေကကျွန်တော်မြန်မာနိုင်ငံမှာတည်ရတဲ့အတိုင်းပဲပေါ်နေရောပဲ okay ဆို university အကြောင်းဆက်ကြမယ်ဆိုတော့ orientation တက်ရတာဘယ်လိုလဲပေါ့နော်ကျွန်တော် orientation တင်မကောက် language and thinking workshop တက်ရပါတော့အမှကျွန်တော်တကယ် professor ကြီးတွေနဲ့တင်ရဆိုတော့ကျွန်တော်ကမနက်ပိုင်းရွယ်ပေါ့နော်ကျွန်တော် language and thinking ကကိုကြိုက်တဲ့အချိန်တက်လို့ရတယ်မနက်ခင်ပိုင်း8ခွဲ17ခွဲတချင်းရှိတယ်လို့ညနေခင်ပိုင်းညခင်ပိုင်းတော့ဘယ်ချိန်လဲကျွန်တော်မေ့သွားတယ်ဒါပေမဲ့အဓိကတော့အဲ့6နာရီနောက်ပိုင်းလာအဲ့ဒီညပိုင်းအားတဲ့လူတွေတက်တာပေါ့ဒါပေမဲ့ orientation ကကျတော့အားလုံးတူတယ်အဲ့ဒီ class of 2030တိုင်းတက်ရတာကမြန်မာစံတော်ချိန်နဲ့ဆိုနေ့လေတနာရီကနေပြီးတော့ညနေ4နာရီပေါ့နော်ကျွန်တော်တို့ဒီနေ့အတွက်ကလေကျွန်တော်တိထားသလောက်တော့လူ116ယောက်လက်ခံတယ်လို့တိထားရပေါ့နော်ဟုတ်တယ်ကျွန်တော်တို့အဲ့ဒီ orientation တွေမှာဆိုလဲ115 116ပေါ့နော်တချို့ပြတ်တဲ့လူကတော့တယောက်ယောက်ကရှိနေတာပဲဆိုတော့အားဖြစ်ပါအဓိကတော့116လို့ကျွန်တော်တိထားတယ်မိုက်လည်းမမယ်နော်ကျွန်တော်နာမကောင်းတာလည်းဖြစ်ကောင်းဖြစ်မဲ့ဒါပေမဲ့အဲ့ဒီ100ကျော်ဝင်းကျင်လေးပဲရှောက်တာတော့ဒီနေ့အတွက်ကျွန်တော်တိတာ400ကျော်အတိအကျမမှတ်မိဘူးဒါပေမဲ့400ရဲ့အထက်မှာရှိတယ်အလားလျှောက်တဲ့ထဲမှာ100ကျော်ပါတယ်ပေါ့နော်အဲ့ထက်မှာကျွန်တော်ကကံကောင်းစွာနဲ့ကံကောင်းစွာနဲ့မဟုတ်ကျေးဇူးတော်ကြောင့်ခရိယန်ဆိုတော့ကျေးဇူးတော်ကြောင့်ပါသွားတယ်ပေါ့နော်ဒါမဲ့ဒီဘယ်လိုရှိလဲတက်ရတာဘယ်လိုရှိလဲဆိုတော့အဆင်ပြေပါတယ်ကျွန်တော်ကprofessor Dan ပေါ့နော် Dan Wesser ဟုတ်တယ် professor Dan Wesser အင်္ဂလိပ်လူမျိုးကြီး American လူမျိုးထင်တာပဲသူက American မှာနေရပေါ့နော်သူစာလန်းတင်လို့ရှိရင်သူကညတကောင်ဒီပါရောက်နေပြီညတကောင်မရောက်ခင်လေးမှာသူကစာသူ timeline ရအဲ့အချိန်မှာကျွန်တော်တို့အတွက်ကျွန်တော်မနေ့ခင်8ခွဲအဲ့ကျရင်ကျွန်တော်စာတင်ပြီးပြီဆိုသူကညတကောင်ရောက်ခံနီးနေပြီအဲ့လိုမျိုးပေါ့နော်ပထမအဆုံးအဲ့လိုနိုင်ငံခြားဆရာနဲ့စာတင်ဖူးတဲ့ခန်းစားချက်ပေါ့နော်မိုက်တယ်တကယ်မိုက်တယ်
ဘယ်လိုပြောမလဲနိုင်ငံခြားသားအထင်ကြီးတာတော့မဟုတ်ဘူးเนาะဒါပေမဲ့သူတို့ရဲ့အသွေးခေါ်ကမတူဘူးလေเนาะကျွန်တော်မြန်မာနိုင်ငံကလူတွေနဲ့မြန်မာနိုင်ငံ professor တွေမြန်မာနိုင်ငံဆရာတွေနဲ့မတူဘူးပြီးတော့သူတို့အင်္ဂလိပ်သူနဲ့အဲ့လိုမျိုး3နာရီလောက် communicate လုပ်ရတာသူပြောရတယ်နားထောင်ရတယ်သူနဲ့ပြောရတယ်ဆိုတော့ကိုယ့်ရဲ့အင်္ဂလိပ် listening skill လည်းတိုးတက်တယ်လို့ speaking skill လည်းတိုးတက်လာတယ်ပေါ့နော်အရင်လည်းမိုက်တယ်နည်းနည်းညနေခင်း orientation မိုက်ကြကျွန်တော်အမှန်တိုင်းပြောပါတော့တခါတလေအိတ်ငိုက်တယ်လားတော့အကြာကြီးတက်ရ session နဲ့တစ် session ပြီးတစ် session တခါတလေဆို break time ကို2 minute ပဲပေးရပါတော့ဟုတ်တယ်2 minute ပဲပေးဒါပေမဲ့အရှိဆုံးဆိုရင်တော့15 minute လောက်ထိတော့သူတို့ပေးပါတယ်အရင်လည်းမဆိုးရသေးပါဘူးစင်ပြေပါတယ်သူတို့ orientation တွေမှာဆိုလို့ရှိရင်ဒီကတက်ကူတော့သူလိုအပ်တာကြီးပြောပြပါတော့ advisor ကျွန်တော်တို့က advisor ကိုပိုင် advisor ရကြတယ်လေ advisor ရင်းနဲ့မိတ်ဆက်ပေးတယ်အမောtechnical ကျွန်တော်တို့က online อ่ะဆိုတော့စိုက်ခဲ့ရတယ်ဆိုတော့ကျွန်တော်တို့က online อ่ะဆိုတော့တည်မလား online tools တွေအတကုံ300ပြီးတော့ပါရမီမှာကိုပိုင် website တွေကိုပိုင် application တွေပါတယ်ကိုပိုင် application တော့မဟုတ်ပါဘူးကိုပိုင် account တွေပေါ့နော်ကိုပိုင် application တော့မရှိသေးဘူးဒါပေမဲ့ကိုပိုင် website တော့ရှိတယ်ပေါ့နော်ကိုပိုင် website အဲ့လိုမျိုးပြီးတော့ canvas account zoom account ပါရမီကလေသူက email account ပါပေးရတယ်လားကျောင်းသားတွေအတွက်ပါရမီ email ဥပမာဆိုကျွန်တော်ဆို sojournetu ပေါ့နော် sojournetu@parami@edu.mm အဲ့လိုကိုပိုင် gmail ပေးတယ် email address ပေးတယ် email ဖြစ်ဖြစ် gmail ဖြစ်ဖြစ်အတူတူပါပဲတူတူပါပဲဆိုတော့အဲ့ဒါနဲ့ကျွန်တော်တို့က log in လိုက်ဝင်ရတယ် canvas တွေကို log in ပြီးတော့ canva တည်ရနော် canva ဆိုလို့ရှိရင်လည်း premium version canva ရတယ်ဒါ presentation တွေလုပ်တဲ့အခါ premium တွေပါ premium feature တွေပါသုံးလို့ရအောင်လို့သူကလုပ်ပေးထားအရင်မိုက်တယ်အခုထိတော့မသုံးရသေးဘူးဒါပေမဲ့ presentation လုပ်တဲ့အခါတော့သုံးရမှာပါပြီးတော့Padlet account တို့ပြီးတော့ရှိတယ် university နဲ့တက်ဆိုင်တဲ့တခြား account တွေပေးတယ်ပေါ့နော်အဲ့ထဲကို login ဝင်ရတယ်အဲ့ဒါကိုမှသူကဘယ်လို login ဝင်ရတယ် technical issue တွေပါရှိလို့ရှိရင်ဘယ်ကို email ပို့လို့ရတယ်ဒါမျိုးတွေတာမန် university တွေကလုပ်တဲ့ပြောပြရတဲ့ဟာလေးပါပြောပြရပါမယ်so far ကျွန်တော်အကြိုက်ဆုံးကကြတော့ language and thinking workshop ပေါ့နော်စာလည်းအများကြီးဖတ်ရတယ်ဒီခေတ်ပြောတာစာအတကုံဖတ်ရတယ်အများကြီးပဲ PDF တော့ analogy လားကျွန်တော်မကြောက်တယ်အတန်ထွက်မကြောက်လို့ပြန်ကြည့်ပြရစေအောင်sorry anthology anthology ပေါ့နော်အဲ့ပါရမီ anthology PDF file ပေးထားတယ်အဲ့ထဲမှာစာတွေအရွှေကြီးဖတ်ရတယ်ဟိုကတော့ပါသေးတယ် letter from Birmingham jail အစအဆုံးဖတ်ရပြီးအဲ့ဒါဆွေးနွေးရတယ် writing intensive writing တွေလုပ်ရတယ် process writing ပြီးကြတော့ focus writing pre writing တော့ရှယ်ပဲပြီးတော့အကလုံးကအင်္ဂလိပ်လိုပဲခြားတာဗမာလိုလည်းသုံးလို့မရအောင်ဘာလို့လဲဆိုတော့ professor ကိုယ်တိုင်လည်းဗမာလိုမဟုတ်ကိုကအကဲဆရာတာမြန်မာလိုမျိုးဆိုတည်ရမလားကိုတွေကဆရာဗမာလိုလေးပြောလို့ရလားဘာလုံးမှလေဟိုကအင်္ဂလိပ်လိုမျိုးဆိုဘာမှလည်းလုံးလို့မရအောင်ဒီတိုင်းတစ်ခါတလေ broken ဖြစ်သွားတယ်မှန်တိုင်းဝင်ခံတာပေါ့နော်ဒါပေမဲ့ဆရာနားလေအင်္ဂလိပ်လူမျိုးတွေကထင်တာထက်ခါတလေကိုဘလောက် broken ဖြစ်ပါစေကျွန်တော်အတန်းထဲမှာလည်းတချို့ broken ဖြစ်တယ်ပေါ့နော်ပထမအဦးဆုံးအချိန်လေးလေနော်ကျောင်းသားတွေကဆိုတော့တခါတလေစိတ်လှုပ်ရှားတယ်ကျွန်တော်ဆိုပထမဆုံးအချိန်လေအဲ့လိုပဲစိတ်လှုပ်ရှား professor ကိုခေါင်းထဲမှာတော့တွေးထားပြောပြမယ်ဒါပေမဲ့တကယ်တမ်းပြောလဲပြော online ဆိုပေမဲ့လည်းစိတ်လှုပ်ရှားတယ်လေဒါမှစကားတွေကဒါမဲ့စီအနားလေတယ်ဘာပြောချင်လဲသိတယ်နားလေတယ်ကိုတွေးတဲ့ဟာကိုရတယ်လို့ပြန်ပြောတာကို तू ကလေ
အဲ့ဒီကိုခေါင်းထဲကအသွေးအတိုင်းကိုပြန်ပြီးတော့တွေးနိုင်တယ်ကိုဘယ်လိုပြောမလဲကျွန်တော်ဘယ်လိုဥပမာပေးရမလဲကျွန်တော်ခေါင်းထဲကအသွေးပါလဲဆိုတာ तू သိတယ်အဲ့လောက်ထိကောင်းတာနော်မိုက်တယ်ပေါ့နော်ဒါကလည်းကျွန်တော်တို့ကိုယ်တိုင်လည်း express လုပ်ရရပါတော့ပါစပိတ်ပြီးနေလို့တော့မရဘူးပေါ့နော်ရအောင်ဘယ်လောက်ပဲ broken ဖြစ်ပါစေစူးစမ်းပြီးပြောရရပေါ့နော် broken ဖြစ်တယ်ဆိုတာကကျွန်တော်အားလုံးတော့ intermediate upper intermediate အဲ့လိုတော့ရှိကြပါတယ်ဒါပေမဲ့ဆရာလို native ကြီးတယောက်နဲ့ရှင်တော့ broken တွေဖြစ်သွားပဲလေ right okay so နောက်ထပ်ဘာရှိသေးလဲစာဘယ်လိုလုပ်ရလဲပေါ့နော်စာကတော့ဖတ်ရတယ်အိမ်စာပေးတယ်ဒါစာမျက်နှာဘယ်လောက်ဖတ်ခဲ့အဲ့လိုမျိုးလာတယ်ပေါ့နော်ပြီးရတယ်မနေ့ရောက်တာနဲ့အရင်ဆုံး pre writing ရင်လုပ်ရတယ်ညတော့ဖြစ်စရာ2မိနစ်လား3မိနစ်လားကိုကြိုက်တာကိုရေးခိုင်းတယ်ဒါကတော့ private ကွာ private ပဲလုပ်ရုံပဲပြောပြစရာမလိုဒါပေမဲ့နောက်ကိုဖတ်ခဲ့ခိုင်းတဲ့ဟာကိုဆရာပြန်ပြီးတော့အချင်းချင်းဆွေးနွေးရရှိတယ်တစ်ခါတလေ breakout room တွေခွဲပေးတယ်အဲ့မှာဆွေးနွေးပြီးကိုစာအုပ်ထဲမှာ key main idea တွေ key point တွေ list လုပ်ရတယ်ဒါမှမဟုတ်ရှင်းပြရတယ်အဓိက main idea ကိုစကားနဲ့ကိုရှင်းပြရတော့ဘာလို့ပေါ့နော်ဒီဆရာကိုပြန်ပြောပြရတယ်လက်လေးထောင်ပြီးတော့ zoom ကနေပေါ့နော် zoom မှာလက်ထောင်တဲ့ emoji လေးပါတယ်လေ raise hand ဆိုတော့အဲ့လိုပေါ့ပြီးနောက်တစ်ခုကစိတ်ပိုင်းဆိုင်ရာနဲ့ခန္ဓာပိုင်းဆိုင်ရာပေါ့နော်တနေ့ကိုအခန်းထဲမှာပဲနေရတယ်အခုကျွန်တော်ကယူနီကတနေ့ကုန်တက်ရတာတလားတနေ့ကုန်ဒီပါအချိန်ပေးရမယ်အရာမျိုးပေါ့နော်ပါရမီက full time uni ဖြစ်တယ်ဘယ်လောက်ပဲ online ပဲဖြစ်ပေါ့နော် online တာပြောတာ full time ဖြစ်တယ်ဆိုတော့ကျွန်တော်အလုပ်ထွက်ထားရနားထားရတယ်ထွက်တာတော့မဟုတ်နားထားရတယ်ပေါ့နော်ဒီချိန်တော့ပြန်ဝင်ဖြစ်မှာပါဒါပေမဲ့လေးနှစ်တက်ရမှာလေးတက်ကတော့ဆိုတော့ဘာဖြစ်ပါအခဏထားဆိုတော့အခုလက်ရှိကျွန်တော်ကအလုပ်လည်းမရှိဘူးအိမ်မှာပဲနေပြီးတော့ uni ကိုပဲအယုံဆိုင်နေရတယ်မနက်ခင်း8ခွဲ7ခွဲပြန်တဲ့အမှအကြမ်းထဲမှာထမင်းစားပါစားဟုတ်ပြည့်စင်နေတယ်တန်တစ်ကနေပြီးတော့လေထီorientation ညနေပိုင်းမှာအင်စာရေးလောက်ရတယ်ပြီးတော့ကိုပိုင်set space course နှစ်ခုသုံးခု mandatory course တွေလည်းသူတို့ပေးထားရှိတယ်အားလေးလည်းကြည့်ရတယ်ပြီးတော့ကို uni အတွက်ကိုပါလိုမလဲစရတယ်လောက်ရတယ်ဆိုတဲ့ preparation လေးဟိုကြည့်ဒီကြည့်ပြီးတော့ uni အစဆိုတော့လောက်ရအများကြီးရှိတယ်ကွာ there are a lot of stuff ပေါ့နော် login ဝင်ရတာ VPN account ပေးရဒါအရင်မိုက်တယ်ပါရမီကလေ premium VPN လည်းပေးတယ်ဗျမိုက်တယ်နော်ဒါကိုပိုင် library resources တွေပေးတာ哦New York Times website ကအစားလေသူက subscription လုပ်လို့ရတယ်ကျွန်တော်ပတ်စံပေးရလေဒါပေမဲ့ဖွင့်မယ်ဆိုဒါပေမဲ့ပါရမီ account နဲ့ဆိုရင် free သူကဟို subscription လုပ်ပြီးသားပဲပါရမီဘက်ကတခုအပါဝင်ပေါ့တဲ့ဒီပါရမီ email နဲ့ချိန်ထားတယ်ရတယ်ဆိုတော့ပြန်သွားမယ်နော်စိတ်ပိုင်းဆိုင်ရာပေါ့နော်တယောက်တည်းလောက်ရတဲ့အခန်းထဲမှာတကယ်ချင်းမရှိဘူးရှိတဲ့တကယ်ချင်းတွေကအကုန်ပါရမီမှာအဲ့ဒီ Zoom မှာတွေ့တာတော့ line မှာတွေ့တဲ့2000 class of 2030ကျောင်းတိုင်းနေတော့လိုက်ပြောစကားပြောထားတယ် group chat လေးတွေဖွဲ့ထားပြီးစကားလေးတွေတော့ပြောတယ် but ဒါ chat ပဲလေနော် region လည်းမတွေ့ရအောင်ပြောချင်တာကျွန်တော်တယောက်တည်းပဲအခုအခန်းထဲမှာတနေ့ကုန်ကြီးတယောက်တည်းခန္ဓာကိုယ်ကလည်းတနေ့ကုန်ကြီးဒီတိုင်းပဲတကယ်ချင်းလည်းမရှိတော့ motivation လည်းမရှိဘူးအရင် exercise လည်းမလုပ်ဖြစ်ဘူးအလုံးစုံလုပ်ဖြစ်တာဆိုလို့ stretch နဲ့ဟိုစမ်းဒီစမ်းဟိုဒီမှာခန္ဓာကိုယ်ကိုလဲဒီလဲအဲ့တော့မှပုံမှန်မလုပ်ဖြစ်ဘူးစိတ်ပါလာမှနည်းနည်းတအားညောင်းလာမှလုပ်ဖြစ်တာပေါ့နော်ဆိုတော့အဲ့ဒါတော့ရှိတယ်ကျွန်တော်အဲ့ဒါကို figure out လုပ်ရမယ်ပေါ့နော်ဒါငါ6ရက်မြောက်ပဲရှိတယ်ပေါ့နော်နောက်ပိုင်းကျွန်တော်ဒါကိုပို့ပြီးတော့အလေးထားရမယ်ကျွန်တော် mental health ကျွန်တော်ရဲ့စိတ်ပိုင်းဆိုင်ရာကျွန်တော်ရဲ့ခန္ဓာပိုင်းဆိုင်ရာကျန်းမာရေးကျွန်တော်ဂရုစိုက်ဖို့လိုတာတော့ကျွန်တော်သိရပေါ့နော်အကြံပေးချက်လေးရှိရင် comment မှာရေးလို့ရပါတယ်စိတ်ပိုင်းပေါ့
ဒါပါပဲလက်ရှိပြောစရာတော့ဒါပဲရှိပါသေးတယ်စိတ်တော့အရင်လှုပ်ရှားနေပါပြီတကယ် cost တွေမရှိပါသေးဘူးเนาะစာအရင်များတယ်ဗျစာတယောင်ရပဲရောတကုံဖက်ရပဲပြီးတော့လေးတယ်စာတွေကလေးပြနေဒါပေမဲ့အတန်တက်ရလွယ်လားဆိုတော့လွယ်လဲလွယ်ဒါပေမဲ့ခက်လဲခက်တယ်မပြောပြတတ်ဘူးကျွန်တော်တော့ပုံမှန်အတန်တက်ရင်တော့โอเคပါတယ်ပုံမှန်လေးအတန်တက်မယ် active ဖြစ်လိုက်ဆွေးနွေးမယ်ဟိုတော့ဒါပေမဲ့ active ဖြစ်လိုက်ဆွေးနွေးနိုင်မှာကွာစာတကယ်လိုက်လောက်ထားဖို့လိုတယ်စာလိုက်ဖတ်ထားဖို့လိုတယ်အိမ်မနေ့က professor ပေးလိုက်တဲ့ homework ကွာဒီအစအဆုံးကို AI မသုံးဘဲနဲ့ဖတ်ထားဖို့လိုတယ်ပေါ့နော်ကျွန်တော် AI သုံးလို့မရအောင်ကျွန်တော် university AI မသုံးခိုင်းအောင်စာတော့မှဟိုစာရွက်နဲ့ပဲရေးခိုင်းတာစာရွက်ရယ် online ဖြစ် online တော့ online တက်မိမယ် laptop ထဲမှာစာမရေးခိုင်းအောင်ဖုန်းထဲမှာစာမရေးခိုင်းအောင်စာအုပ်တော့ physically ထားခိုင်းတယ်ပြီးတော့ဘောပင်ခဲတယ်နဲ့ချရေးခိုင်းတယ်ပြန်တယ် professor အဲ့လို bracket and ဘာလဲအဓိကတော့ဟာလေ underline လို့ပြီးကိုရေးထားတဲ့ဟာတွေက highlight တချို့ highlighter ဖြစ်ဖြစ် underline လေးလို့ပြီးတော့ bracket လို့ပြီးတော့ပြန် share ရမျိုးအဲ့လိုမျိုးဟာလေးလုပ်ရင်တော့မှသူကစာအုပ်ထဲမှာပဲကြည့်ပြီးတော့ပြန်ပြောပေါ့မိုက်တယ်သူရဲ့ academic quality ကတော့ share ပဲ online တာပြောတာအရင် affected เนาะလူကျွန်တော်အသွေးအခေါ်တွေအများကြီးထည့်ပေးတယ်စာတွေလည်းအများကြီးဖတ်စရာပေးတယ်6ရက်တာပဲရှိသေးရပေါ့เนาะဒါတော့မှကျက်ဆက်လည်းအများကြီးလာအောင်မယ်ပေါ့เนาะဖိတ်လို့ရှာရင်ရှေ့ရှောက်မှာ course တွေယူရမယ်ကျွန်တော်လိုချင်တဲ့ course တွေဆိုအများကြီးရှိတယ်ပြတ်တက်လားတော့ပါပြီမပြတော့ပါဒီတိုင်း university မှာကလန်းလေးရှိတဲ့ course တွေပါပဲဒီ liberal art ပေါ့နော်ကျွန်တော် humanity and science တို့ science and math တို့ humanity and ဘာလဲမသိအဲ့လိုပေါ့နော် humanity နဲ့ပတ်သက်တဲ့ဟာတွေပြီးတော့ science mathematics statistics တွေတချို့ဟာတွေကြောင့် public health နဲ့သက်ဆိုင်တဲ့ course တွေကျွန်တော်ကတော့အဓိကsocial ပေါ့နော်အဲ့ဒီ PPE major နဲ့သက်ဆိုင်တာကြီးအဓိကယူဖြစ်မှာပါ social course နာမည်မိသွားပြီမပြောပြနိုင်ကျွန်တော်ဒီကတော့ philosophy တို့ political တို့အဓိကအဲ့ဒါစိတ်ဝင်စားတယ် economic ကတော့စိတ်မဝင်စားချင်ဘူးလေဒါပေမဲ့course မကြံတော့ရင်တော့ယူတင်ယူရမှာပဲအဓိက mathematics အဲ့ဒီသင်္ချာနဲ့သက်ဆိုင်တဲ့ဟာမယူမိဖို့လိုတယ်ကျွန်တော်ကလေဒီဘယ်လိုပြောမလဲ AA degree ပေါ့နော်ကျွန်တော်အခု BA ယူတာလေလေးနှစ်တက်ရမယ်ဟာမှာကျွန်တော်ဒီနှစ်ပြီး AA degree ပေးတယ်ပေါ့နော် AA ပေးတယ်ပေါ့နော် AA ဆိုတာ Associate Degree of Art ဟုတ်တယ်တင်မိုင်းခွန်းလို့ AA degree ပေါ့နော်အဲ့ဒါရဖို့အတွက်မရှိပါနဲ့ဆိုတော့ AA degree ရဖို့အတွက် science and mathematics ထဲ course 3ခုယူမှရမယ်တဲ့ဆိုတော့တရားဝင်သင်ချာကတော့ပါလာမှာပါပဲအဓိကတော့အဲ့ဒါဟိုအမေဂျာရဲ့အတွက်ဗာလေ statistics and data science major အဲ့ major တမားတွေအတွက်ပါဒါပေမဲ့ကျွန်တော်တို့ကပထမနှစ်မှာတော့အဲ့လို elective အနေနဲ့လိုက်ယူရတာလားအဲ့လိုမျိုးတဘောမျိုးပေါ့နော်လိုက်ပြီး explore လုပ်ရပေါ့အဲ့3ခုနောက်ထပ် course 3ခုကလည်းမဖြစ်မနေယူရတာဆိုတော့တင်ချာနဲ့လည်းထပ်တူရပါအောင်မယ်ဘောမှာရှောင်းလို့မရဆိုလို့တင်ချာတပါတာပေါ့နော်အမေရပါတယ်3 course တွေပဲဘာလောက်များဘာဖြစ်မှာပေါ့လေနော်အဲ့အဓိကတော့ဟဲ့ဒါပါပဲအိုးမင်းနဲ့20ကျော်မှရောက်တော့အဲ့လောက်တော့ပြောလိုက်တာလားပြောပလိုက်တာအများကြီးရောခေပါဒီနေ့တော့ဒီလောက်ပဲပြောပါအောင်မယ်ဒီကတော့ပြင်းလို့ပါတကယ်ချင်းမရှိလို့ဒီဗီဒီယိုလေးကိုရိုက်လိုက်တာကို Telegram ပုံမှာတင်ထားလို့ရတယ်ဒါပေမဲ့ရတယ် YouTube channel လည်းရှိနေရဆိုတော့တခြား senior junior တွေရှိခဲ့ရင်လည်းကြည့်လို့ရအောင်လို့ Okay bye bye